goals တွေချမှတ်တယ်ဆိုတာဒီထက်ပိုကောင်းတဲ့ဘဝတစ်ခုပေးဖို့ကတိပေးလိုက်တာပါ study plan မှမဟုတ်တိုင်းရပဲဖြစ်ဖြစ်အချက်ပြုတ်တင်တဲ့ကိစ္စတစ်ခုခုကိုပြောင်းလဲမယ်လို့စတွေးလိုက်တာကကိုပြောင်းလဲမယ်လို့တွေးလိုက်တာနဲ့အတူတူပါပဲဒါပေမဲ့အဲ့ဒီကိုဘယ်လိုသွားရမလဲဆိုတာကအစပိုင်းမှာ motivate များပြီးနောက်ပိုင်းမှာမလုပ်ဖြစ်တော့တာများပါတယ်ဒီမှာတကယ်ဆက်ဖြစ်သွားအောင်လုပ်ခဲ့တဲ့လူငယ်အများစုတွေးခဲ့တဲ့အချက်၅ချက်ရှိပါတယ်နံပါတ်1အနေနဲ့အရေးကြီးဆုံးကိုလိုချင်ဆုံးချက်ကိုချရေးပါကိုယ့်ရဲ့ရည်ရွယ်ချက်ကနိုင်ငံခြားသွားဖို့လားဝေးကြဖို့လားစိုင်းတီးတီးလေးစားဖွင့်ဖို့ဒီတန်းတက်မှာလားနံပါတ်2ချက်အနေနဲ့အချက်လက်တွေစုဆောင်းရပါမယ်တကယ်တမ်းအဲ့ဒီနေရာမှာတက်ရောက်နေသူတွေကဘယ်လိုပုံစံလုပ်ခဲ့တာလဲဘယ်တင်တန်းကအကောင်းဆုံးလဲအဲ့လိုမျိုးတေချာလေးလာတိုင်မင်းပါအခုခေတ်လိုမျိုး social media ကျွမ်းဝင်နေတဲ့ခေတ်ကြီးမှာမေးပါ friend တွေဖွဲ့ပါနံပါတ်3အနေနဲ့အချိန်ကိုစပြီးတော့စီမံရပါတော့မယ်ဒီဘာသာစကားကိုသင်ယူဖို့ဝေချဖို့စသဖြင့်ခံမှန်းကြချိန်က3လရက်ပေါင်း90ရှိနေမယ်ဒါမှမဟုတ်ရင်2လရက်60လို့မယ်အဲ့လိုမျိုးရက်90မှာဒီနေ့ကိုဘယ်နှစ်နာရီချိန်ပေးနိုင်မလဲညဘယ်နှစ်နာရီကနေဘယ်နှစ်နာရီထိစားလုပ်နိုင်မလဲဒီနေရာမှာရေးကြည့်တာကမူတီတွေမြင့်နေတော့မဖြစ်နိုင်တဲ့နာရီအချိန်တွေမလုပ်ဖ ೇನೆ ကိုယ့်ရဲ့တစ်နေ့တာမှာလုပ်နိုင်မယ်2နာရီ3နာရီကိုပဲစားလုပ်ပါနံပါတ်4အနေနဲ့ပြီးရင်တော့ကိုယ်ပိုင်ကလန်ဒါလေးကိုစားလုပ်လို့ရပြီကိုစားလုပ်ရမယ့်အချိန်ရက်အဲ့ဒါတွေကိုသတ်မှတ်ပြီးသွားရင်အဲ့ဒီအချိန်ရောက်ရင်ဘာမှမစင်စားဘဲနဲ့လုပ်စရာရှိတာကိုစားလုပ်လိုက်ပါနံပါတ်5အနေနဲ့လစဉ်သတ်မှတ်ချက်လေးတွေကိုစပြီးတော့ချမှတ်ပါအဲ့ဒီကနေအချိန်ပိုပြီးတော့တိတိကျကျလုပ်ချင်နေဆိုရင်ငါဘယ်လောက်တော့ကျက်နိုင်သွားပြီဒီတစ်လမှာဘယ်လောက်တော့ဝေးချနိုင်ရမယ်ဘယ်နှကကြီးကြရမယ်ဘယ်နှခန်းရရမယ်အဲ့လိုမျိုးလစဉ်သတ်မှတ်ချက်လေးတွေစပြီးချမှတ်လို့ရပါပြီဒါကတော့ challenge ပါလေးပေါ့ဝေးချမယ်ဆိုရင်ကိုချသွားတဲ့ပေါင်ရည်အတွက်တိုင်းဖန်လုံးဒါမှမဟုတ်ခြေလေးခောက်ထည့်လို့ရတယ်ဒါမှမဟုတ်ဘဲနဲ့စားချက်တဲ့ရက်တရက်စီအတွက်လည်းထည့်လို့ရတယ်ချက်ချင်းတော့မသိတာဘူးပေါ့လေဒါပေမဲ့ရက်တွေကြာလာလို့ဖန်ပလင်းလေးပြည့်လာတဲ့အခါကျရင် result တစ်ခုတော့ရလာပါလိမ့်မယ်အဲ့ဒီနေ့မှာမင်းကိုမင်းခုံယူလိုက်ပါဒီပလင်းလေးကလွယ်တယ်လို့ထင်ရပေမဲ့ကြာရှုံမှုကပိုလွယ်တယ်နော်စိတ်ရှင်မှုနဲ့အောင်မြင်မှုကိုပြတဲ့ပလင်းလေးမို့လို့ပါပဲအဲ့ဒါဆိုရင်ကျဲဘူးလေးနဲ့ကျဲခောက်တဲ့ဆက်ကူလေးဝယ်ပြီးတော့အဲ့လိုလေးစပြီးလုပ်ကြည့်တော့နော် study tips 9ချက်ဒီစာအုပ်လေးက study mode ဘက်ကိုပြောချင်တာဖြစ်တဲ့အတွက်ကြောင့်ဒီစာအုပ်လေးတွေက100 day challenge ကိုလုပ်တဲ့အခါမှာဘာသာစကားအဲ့ဒီရဲ့ study ဘက်မှာစူးစမ်းနေတဲ့လူတွေစာလုပ်တဲ့ tips လေးတွေကိုပါထပ်ထည့်ပေးချင်ပါတယ် follow a schedule စာချက်ချိန်တွေကိုသတ်မှတ်တဲ့အခါမှာ mood တွေအများမြင့်နေတဲ့အချိန်ကြီးကိုလုံးဝမဆွဲပါနဲ့တကယ်ကိုနိုင်တဲ့လောက်နိုင်အပိုင်းခြားကိုပဲစပြီးဆွဲပါအဲ့ဒီနိုင်တွေကိုလည်းကတိတီပါစူးစမ်းမှုကဘယ်တော့မှသက်သာမဖောက်ပါဘူးစာချက်ဖို့အတွက်ပတ်ဝန်းကျင်လေးဖန်တီးပါစာလို့ရမယ့်နေရာကကိုယ်ပိုင်အခန်းမဟုတ်ဘူးဆိုရင်တော့မှစာကြည့်ရမယ့်နေရာကိုပန်အိုလေးထားတာတေချာစာရွက်တွေကြက်ကမဲ့လိုက်ကိုမှထပ်ထားတာအဲ့လိုမျိုးတန်တန်ရှင်းရှင်းထားတာမျိုးရှင်းလင်းတဲ့စာချက်ဖို့အတွက်ကိုအဲ့လိုပတ်ဝန်းကျင်လေးကိုဖန်တီးပါပြီးတော့ rewrite create flashcards or outline your note စာလုပ်တဲ့အခါမှာအခုနောက်ပိုင်းဆိုရင် video record တွေနဲ့ပြန်နှားထောင်လို့ရတာကိုလုပ်ချင်တဲ့အပိုင်းလေးကို channel တွေဆရာတွေစီကနေပြီးတော့ရှာပြီးလေ့လာတာမျိုးတွေလုပ်လို့ရနေပြီအဲ့လိုနှားထောင်တဲ့အခါမှာ note ထုတ်ပါစာသင်သွားတဲ့အထက်ကလိုအပ်တဲ့ချက်တွေကို line မှတ်ပြီးရေးထားတာကိုပြောတာပါဘယ်ချိန်မဆိုကိုယ့်ဘာသာပြန်ဖတ်လို့ရမယ့်စာလေးတွေနဲ့နည်းလမ်းလေးတွေကိုချရေးထားပါဥပမာဘာသာစကားသင်နေဆိုရင်အရှိကချက်သွားတဲ့ meaning တွေကိုကိုပြန်ပြောကြည့်ပါ memory recall လုပ်တဲ့ပုံစံလေးနဲ့မေ့လွယ်တဲ့နေရာတွေကိုကိုတေချာပြန်ရှင်းပြပြီးတော့အမေးဖြေကိုကိုလုပ်ကြည့်ပါအထူးသဖြင့်ဘာသာစကားလေ့လာတဲ့နေရာမှာတခြင်းတွေ movie တွေကအရန်အထောက်အကူဖြစ်ပါတယ်အဲဒီကနေဝက်ကြတိုစလုံးလေးတွေဆိုအတန်ထားလိုက်ပြောကြည့်ပါစူးစမ်းပြီးတော့
တေချာဂယူတဆိုင်နားထောင်ပါတက်လိုင်းမှာကပ်ပြီးတော့မလုပ်ပါနဲ့အမှားချင်းဆုံးချက်ကတော့ကိုယ်စိတ်ကိုနိုင်အောင်လုပ်ပြီးဒီနေ့စာဒီနေ့ကိုတေချာလုပ်သွားပါတက်လိုင်းမှာကပ်မလုပ်ပါနဲ့စိတ်ပင်ပန်းရတဲ့အပြင်ကို result လည်းမကောင်းတတ်သလိုနောက်နှလည်းရတတ်ပါတယ်ခေါင်းထဲကိုပူထူနေအောင်တွေးပြီးတော့အနားယူဖို့လည်းမမေ့ပါနဲ့ပူထူနေအောင်ကြက်ထားရတဲ့စာတွေကဘလို့မှမရဘဲနဲ့တညအိမ်မနှက်ကြမထလို့ရင်ပို့ပြီးမှတ်မိကြတာမျိုးမကြာခဏကြုံပူကြလိမ့်မယ် stress အရန်ပြီးရဲ့အခါမှာအုံနောက်ကအလုပ်လုပ်ဖို့မလွယ်ကူပါဘူးအဲ့တော့အနားယူပြီးတော့လမ်းလျှောက်ထွက်ပါစပွဲမှာပဲထိုင်ပြီးတော့ကိုယ့်ရဲ့ body ကိုပျက်စီးအောင်လုပ်နေပါနဲ့နော် lavender pan နောက်ပိုင်းကျရင်ပြန်တွေ့ပါမယ်နော်တတ်တာ